အားလုံးပဲမင်္ဂလာပါဖူပေါ်ရှိုးပိုင်းအစီကနေပြန်လဲကြိုးလိုက်ပါတယ်ကျွန်တော်ဒီနေ့တင်ဆက်ပေးမှာကတော့ကမ္ဘာကျော်လေ့ကျင့်တူဖြစ်တဲ့ရောနယ်တင်ညိုရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရောနယ်တင်ညိုဆိုတာဘာတူလဲရောနယ်တင်ညိုကူချာအိုဆိုတာဘောလုံးကွင်းထဲမှာကခုန်နေတယ်လို့ကစားတတ်တဲ့အမြဲတမ်းပြုံးပြော်နေတဲ့ဘောလုံးလောကရဲ့အပြုံးပြင်းတစ်ပါးပါပဲသူရဲ့ဘဝအကြောင်းကိုအပိုင်း10ပိုင်းခွဲပြီးအသေးစိတ်ပေါ်ပြပေးသွားမှာဖြစ်ပါတယ်အပိုင်း1ပေါ်တိုအီလီဂရီကပါရမီရှင်လေး1980ပြည့်နှစ်ဘရာဇီးနိုင်ငံပေါ်တိုအီလီဂရီမြို့မှာရော်နယ်ဒိုဒီအာဆစ်မော်ရီယာဆိုတဲ့ကောင်လေးတယောက်ဝေဖွာခဲ့ပါတယ်။ငယ်စဉ်လေးကဘောလုံးနဲ့မကွဲမခွာနေခဲ့တဲ့သူပါ။တခါကသူတို့အသင်းက23ဂိုးမရှိနဲ့နိုင်တဲ့ပွဲမှာသူတယောက်တည်း23ဂိုးလုံးသွင်းခဲ့လို့လူပြောများခဲ့ပူပါတယ်။သူရဲ့အကိုဖြစ်သူရောဘတ်တိုကသူ့ရဲ့လမ်းပြချက်ဖြစ်ခဲ့တယ်လို့စင်းရဲတဲ့ဘဝကနေဘောလုံးနဲ့ကဘာကိုသိအောင်လုပ်မယ်လို့ဒါလေးတန်ချခဲ့တဲ့သူပါ။အပိုင်းနဲ့ဂရီမီယိုကစတင်ခဲ့တဲ့ခီလန်သူ့ရဲ့ professional ဘဝကိုဂရီမီယိုအသင်းမှာစတင်ခဲ့ပါတယ်။အသက်သက်ရှင်နှစ်မှာသူ့ရဲ့ထူးခြားတဲ့ဘောလုံးထိန်းသိမ်းမှုတွေလိမ်ခေါမှုတွေကဘရာဇီးနိုင်ငံလုံးကိုဟိုးလေးကြော်ဖြစ်စေခဲ့ပါတယ်။အထူးသဖြင့်1999ခုနှစ်မှာဘရာဇီးကန်ဝန်ဒွန်ဂါကိုလာဖားတဲ့နေ့စနစ်တွေနဲ့ကြော်ဖြတ်ပြခဲ့တာဟာရော်နယ်ဒီညိုဆိုတဲ့အမည်ကိုလူတွေစတင်သိထားမိစေခဲ့တဲ့အခိုက်အတန့်ပါပဲ။အပိုင်း3ဥရောပတကားကိုဖွင့်လှစ်ခြင်း2001ခုနှစ်မှာတော့ရော်နယ်ညိုဟာဥရောပကိုခြေလှမ်းစားခဲ့ပါတယ်။ပြည်သစ်ကလပ် PSG အသင်းကိုရောက်ရှိလာခဲ့ပြီးသူ့ရဲ့ဂျိုကာပေါ်နီတိုလှပတဲ့ကစားဟန်ကိုပြသခဲ့ပါတယ်။ပါရီမြို့ကပရိသတ်တွေဟာသူ့ရဲ့အလှည့်အပတ်တွေမတင်မထားတဲ့ဂိုးတွေကိုရင်သက်ရှုမောပဲကြည့်ခဲ့ရပါတယ်။ PSG မှာသူကကမ္ဘာအဆင့်ကစားသမားတစ်ယောက်ဖြစ်လာဖို့အချိန်ကုန်ယူခဲ့တာပါ။အပိုင်း4 2002ကမ္ဘာဖလားနဲ့အင်္ဂလန်ကိုတုံ့လုပ်စေခဲ့တဲ့ကို2002ကမ္ဘာဖလားဟာရော်နယ်ညိုကိုကမ္ဘာကတီးသွားစေတဲ့ပြိုင်ပွဲပါ။ရော်နယ်ဒိုရီဘယ်ရိုနဲ့အတူသူရတိုက်စစ်အတွဲအဖြစ်နာမည်ကြီးခဲ့ပါတယ်။အထူးသဖြင့်ခွာထားပိုင်းထဲမှာအင်္ဂလန်ဂိုးသမားဒေးဗစ်စီမန်ကိုအဝေးကနေပြစ်ဒဏ်ပေါ်တိုက်ရိုက်ကန်သွင်းခဲ့တဲ့ဂိုးဟာသမိုင်းတွင်စေခဲ့ပါတယ်။အဲဒီနှစ်မှာပဲဘရာဇီးတင်းနဲ့အတူကမ္ဘာဖလားကိုပထမဆုံးအကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။အပိုင်းကဘာစီလိုနာကိုပြန်လည်အသက်သွင်းခြင်း2003ခုနှစ်မှာရော်နယ်ညိုဘာစီလိုနာကိုရောက်လာတာဟာကလပ်တင်းရဲ့သမိုင်းကိုပြောင်းလဲစေခဲ့ပါတယ်။အဲဒီချိန်ကဘာစီလိုနာဟာအကျက်တွဲတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်ပေါ့ဒါပေမဲ့ရော်ဒီနီယိုရဲ့အပြုံးတွေသူ့ရဲ့ပါရမီကနျူကန်ကွင်းကြီးကိုပြန်လည်နှိုးထားလာစေခဲ့ပါတယ်သူဟာဘာစီလိုနာကိုလာလီဂါချန်ပီယံဆုတွေပြန်လည်ရရှိအောင်စွမ်းဆောင်ပေးခဲ့တဲ့အဓိကလက်နက်ဖြစ်လာပါတယ်အပိုင်း6အကောင်းဆုံးတဲကအကောင်းဆုံး2004နဲ့2000ခုနှစ်တွေဟာရော်နယ်ညိုရဲ့အထွတ်ထိပ်ကာလတွေပါသူဟာကမ္ဘာအကောင်းဆုံးကစားသမားဆု FIFA Hot Player of the Year ကိုနှစ်ဆက်တိုက်ရရှိခဲ့တယ်လို့2005မှာဗလန်တီယောဆုကိုသိမ်းပိုက်နိုင်ခဲ့ပါတယ်။ဘောလုံးဝင်ထဲမှာသူ့ကိုဘယ်သူမှတားဆီးလို့မရခဲ့တယ်လို့ပြန်ပရိသတ်တွေကတော့သူ့ကိုလက်ခုပ်တီးချီးကျူးခဲ့ရတဲ့အထိကောင်းလွန်ခဲ့ပါတယ်။အပိုင်းခွန်ဘာနေဗျူးကလက်ခုပ်တံများ2005ခုနှစ်အက်ကလစီကိုပွဲစဉ်မှာရော်နယ်ညိုဟာရီယယ်မက်ဒရစ်အသင်းကိုတကူတော့စွမ်းဆောင်ရည်တွေနဲ့ဒူထောက်စေခဲ့ပါတယ်။ဘာနေဗျူးကွင်းကမက်ဒရစ်ပရိသတ်တွေဟာသူတို့အသင်းကိုဂိုးတွေသွင်းသွားတဲ့ရော်နယ်ညိုကိုမနာလိုစိတ်မရှိပဲမတ်တက်ရပ်ပြီးလက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။ဒါဟာဘောလုံးသမိုင်းမှာဖြစ်ခဲ့လာတဲ့ဂုဏ်ပြုမှုတစ်ခုပါပဲ။အပိုင်းရှင်မော်ဆီယာရဲ့တည်ကျွမ်းမှုများရော်နယ်ညိုစီမှာတခြားသူတွေမလုံးနိုင်တဲ့အတတ်ပညာတွေရှိပါတယ်။ Elastico လို့ခေါ်တဲ့လိန်ခေါမှုတွေချစ်တစ်ဖက်ပြေးတစ်ဖက် no loss ပါတွေရင်ပတ်နဲ့ဘောလုံးထိန်းတာတွေဟာသူ့အတွက်တော့ကစားစရာလိုပါပဲ။သူဟာဘောလုံးကစားတာကိုအလုပ်တစ်ခုလို့မဟုတ်ပဲအမှုပညာတစ်ခုလို့ဖန်တီးခဲ့တာပါ။သူကွင်းထဲမှာရှိနေရင်ပရိသတ်တွေဟာတခုခုထူးခြားတာမြင်ရတော့မယ်ဆိုတာကြိုသိနေကြပါတယ်။အပိုင်းကိုအေစီမီလန်နဲ့နောက်ဆုံးအောင်မြင်မှုများဘာစီလိုနာကနေထွက်ခွာပြီးတဲ့နောက်မှာအေစီမီလန်ကိုပြောင်းရွှေ့လာခဲ့ပါတယ်။အီတလီမှာလည်းသူ့ရဲ့အစွမ်းစားတွေကိုဆက်ပြသခဲ့ပြီးစီးရီးရဲ့ချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်ဘရာဇီးကိုပြန်သွားပြီးအက်တလက်တီကိုမီနေရိုအသင်းနဲ့အတူကိုပါလက်ပါတေတွေဒိုဒက်စ်ဖလာကိုရယူကသူ့ရဲ့စူပလာစုဆောင်မှုကိုဖေးဆောင်စေခဲ့ပါတယ်။အပိုင်း30မက်ဆီရဲ့ဆရာနဲ့ထာဝရအပြုံးရော်နယ်ညိုဟာလီယိုနယ်မက်ဆီရဲ့အနီးကပ်ဆုံးဆရာတစ်ယောက်ဖြစ်ခဲ့ပါတယ်။မက်ဆီရဲ့ပထမဆုံးဂိုးကိုရော်နယ်ညိုကပဲဖန်တီးပေးခဲ့တာပါ။2018မှာဘောလုံးလောကကအနားယူခဲ့ပေမဲ့သူ့ရဲ့အပြုံးနဲ့မော်ဆန်နဲ့ခြေစွမ်းတွေကတော့ဘောလုံးချစ်သူတိုင်းရဲ့နှလုံးသားထဲမှာအမြဲတမ်းရှိနေမှာပါ။သူကဘောလုံးလောကကိုပျော်ရွှင်မှုတွေယူဆောင်လာပေးခဲ့တဲ့တူဒီသောမော်ဆီယာပါ။ကျွန်တော်ဒီနေ့တင်ဆက်ပေးခဲ့တာကတော့ကမ္ဘာကျော်ကစားသမားတူဖြစ်တဲ့ရော်နယ်ညိုရဲ့အကြောင်းကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။အားလုံးပဲကျေနပ်ကြလိမ့်မယ်လို့မျှော်လင့်မိပါတယ်
နောက်မှာလည်းကဘာကျော်ကစားသမားတွေရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ပြီးကူညီပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်။ပါရတော့နေ့လေးဖြစ်ကြပါစေ။